第二念手逼了我，看那里不？嘿呀，理အောင်မနေဘူးကွာဟဲ့လူဘာလို့တာလဲကျွန်တော်အားလုံးကိုဒုက္ခပေးဖို့လာမှာမဟုတ်ပါဘူးကျွန်တော်ဘယ်ရောက်နေမှမသိဘူးကျွန်တော်အားလုံးကိုကူညီပေးနိုင်ပါတယ်
တွေ့ရတာလည်းအများကြီးဝမ်းသာပါခင်ဗျာ နောက်ဆုံးပေါ် AI နည်းပညာဖြင့်တိကျမှန်ကန်စွာဘာသာပြန်ပေးပါတော့မည် ဂူဂူကာကာဂူကာ အရိုင်းဆိုင်တွေရဲ့ခေါင်းဆောင်အရိုင်းတကအရိုင်းဆုံးအရိုင်းဆိုင်မေတော်ကြီးကြွားချီလာပါပြီနင်တို့တစ်ဖက်သားကိုအဲ့လိုမလုပ်နဲ့ လှုပ်ချင်ရင်တန်းစီ ဟာ That me. Now you. Me, you. Spoon. Fork. Yes, fork. Yes. You. Yes. Fork. You. Fork.
ယ်တီရှင်ဖြစ်အတိအမှတ်ပြုလိုက်ပြီးတဲ့အခါမှာတော့အဲဝစ်ကြီးဟာအကျွေးမွေးနဲ့ထပ်မံဧကန်ကြပါတော့တယ် Remax. Fuck you. No. Remax. 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 Nintagero Ngama Udavai Mi Wai Sitaza Luna Po Malwede Bubono Teko De Matabu Di Onot Longa Loa Nyamamido Mimasire Adi Aliamiana Alomia Ngama Yuka No battery. I'm Shiro.
ဟဲ့မင်းတို့ remix ကိုငါဓမြလာတိုက်တာရှေ့အကုန်ထုတ် မလုပ်ပါနဲ့ host star မလုပ်ပါနဲ့ အေးဒါကတသိန်းအားပါပဲဟုတ်တယ်တသိန်းအားလေโอเคကျွန်တော်ကိုဒါလေးကုန်ယူမယ်ပြီးတော့ဟိုဘက် row အကုန်လုံးယူမယ်ပြီးတော့ဟိုစင်ကပစ္စည်းတွေချာဂျာတွေပန်ကာတွေတစ်ဆိုင်လုံးမထည့်လိုက်ပါဟုတ်ဟို remix reward point တုံးလားမသိဘူးမရှိဘူးခင်ဗျ reward point ဆိုတာဘာလဲမသိဘူး remix reward point ဆိုတာအခု customer ဝယ်ယူတဲ့ amount ကို percentage တစ်ခုအနေနဲ့ပြန်ပြီးတော့ reward ပေးတာ။ point လေးစုထားပြီးတော့ပစ္စည်းတွေပြန်ထုတ်လို့ရတယ်။အားလေးလွတ်သွားနော်။အခုထည့်မှာပေါ့ဟုတ်။တစ်ဆိုင်လုံးကို3200ကျတယ်။ဒါပေမဲ့ကိုကအရန်ချောနေတော့အလကားပဲပေးလိုက်မယ်နော်။ကျေးဇူးများတင်ပါတယ်ဗျာ။ကျေးဇူးများတင်ပါတယ်။ Okay ။ဒါနဲ့ဒီဟာဒါအသစ်ထွက်မဲ့ပစ္စည်းတွေအားပေးတာကျေးဇူးများတင်ပါတယ်။နောက်လဲလာပါအောင်ဆိုင်ခွဲတွေလည်းအများကြီးရှိတယ်နော်။နောက်အမြဲတမ်းလာအားပေးပါအောင်။လာအားပေးရမှာပေါ့ဗျာ။လာအားပေးရမှာပေါ့။ကျေးဇူးများတင်ပါတယ်။
အသစ်ထွက်တဲ့ပစ္စည်းအကုန်ပါပြီထပ်တိုးစင်းသွားလိုက်တာပါတယ် TikTok ကဖို့ ring light ပါတယ် security camera 5 လုံးအကိုတို့ဆိုင်မှာ window update တင်လို့ရလားဟဲ့ဟဲ့တိုင်းဒေသကြီးကမာယူနဲ့ဒေတန်မှတ်တိုင်ရှိရီမတ်လဲတဲ့ဆိုင်ခွဲတွင်ရပေါ်လာမှမသိရဲ့ရိုင်းဆိုင်တော်သားတို့ဝင်ရောက်တောင်းရမှုဖြစ်ပွားပါတယ်။ယနေ့2019ဖေဖော်ဝါရီလ14ရက်နေ့တွင်ရန်ကုန်ဒလတရားတကြီးဘော်တွင် TikTok ဆော့ပြီးပြန်လာသည့်ရိုင်းဆိုင်တော်သားအုပ်ကြီးရီမတ်ဆိုင်တွင်ဝင်ရောက်တောင်းရ
။